မင်္ဂလာပါကိုလူတို့ကျွန်တော်ကတော့ swing ပါဒီကနေ့ရဲ့ဗီဒီယိုမှာတော့တချို့ brother တွေတောင်းဆိုထားတဲ့ Shizuku app သုံးပြီး Minecraft patch ကိုဘယ်လိုတောင်းရမလဲနောက်ပြီးတော့ shader တွေကိုဘယ်လိုတောင်းရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအကုန်လုံးရှင်းပြတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုက brother တွေအတွက်အကျိုးရှိဆိုရင် YouTube မှာ subscribe လုပ်ပြီးတော့ TikTok မှာတော့ကျွန်တော် follow လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုခုပဲစလိုက်အောင်ဗျOkay ကျွန်တော် first step အနေနဲ့ Shizuku 3နည်းကိုပြောပြတော့မှာဖြစ်ပါတယ် Okay ပထမဆုံးကျွန်တော်တို့ Shizuku app ကိုသုံးဖို့အတွက် Wi-Fi ချိတ်ပေးထားဖို့လိုပါတယ်ဗျ Okay အခုကကျွန်တော်တို့ Shizuku is not running ဆိုတာပြနေပါတယ်ဗျကျွန်တော်တို့ဖွင့်ဖို့ဆိုရင်ကျွန်တော်တို့ pairing ကိုယင်နှိပ်လိုက်ပါ Okay ကျွန်တော်တို့ပေါ်မှာ notification ပေါ်လာရင်ကျွန်တော်တို့ back ကိုပြန်ဆုတ်ပေးလိုက်ပါဗျ Okay ပြီးရင်ကျွန်တော်တို့ start ကိုနှိပ်ပြီးတော့ development option ကိုနှိပ်လိုက်ပါဗျ Okay ပြီးရင်ကျွန်တော်တို့အောက်ကိုဆွဲလာပြီးတော့ wireless debugging ကို on ပေးလိုက်ပါဗျ ပြီးရင်ကျွန်တော်တို့အထက်ကိုဝင်ပေးလိုက်ပါဗျOkay ပြီးရင်ကျွန်တော်တို့ pair device with pairing code ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျ။ပြီးရင်ကျွန်တော်တို့ code ကိုမဲထားပြီးတော့အပေါ်က enter code ထဲမှာထည့်ပေးလိုက်ပါဗျ။ Okay ပြီးရင်ကျွန်တော်တို့ back နှစ်ခါဆုပ်ပေးလိုက်ပါဗျ။ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ3စက္ကန့်စောင့်ပေးရပါမယ်ဗျ။ကျွန်တော်တို့အပေါ်မှာ Shizuku is running ဆိုတာလေးပေါ်နေရပါပြီဗျ။ပြီးရင်ကျွန်တော်တို့ Zativa ထဲဝင်ပြီးတော့ setting ထဲကိုဝင်ပေးလိုက်ပါဗျ။ပြီးရင်ကျွန်တော်တို့အောက်က root ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျ။အပေါ် type of root နေရာမှာကျွန်တော်တို့ SU ဖြစ်နေရင် Shizuku ကိုပြောင်းပေးလိုက်ပါဗျ။ပြီးရင်ကျွန်တော်တို့အောက်ကခလုတ်နှစ်ခုလည်း on ပေးလိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ Android 11 အထက်တွေရဲ့ program ပြီးပါပြီဗျ Okay ဒုတိယအနေနဲ့ကျွန်တော်တို့ Minecraft patch ကိုဘယ်လို install ရမလဲဆိုတာကျွန်တော်လုပ်ပြတော့မှာဖြစ်ပါတယ် Okay ကျွန်တော်ရဲ့ channel ထဲရောက်ပြီဆိုရင်တော့ကျွန်တော်တို့ Minecraft patch ကိုတောင်းထားပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့ file ကိုဖြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ install ဆိုတာလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်လိုက်ပြီးဆိုရင်တော့ကျွန်တော်တို့ install လုပ်ရပါပြီဗျဒါပေမဲ့တချို့ဖုန်းတွေကတော့ဒီလိုမပေါ်ပါဘူးဗျဒီလိုမပေါ်ရင်ကျွန်တော်တို့Zativa ထဲဝင်ပေးလိုက်ပါ Okay ပြီးရင်တော့ကျွန်တော်တို့ download ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့ download လာတဲ့ Minecraft patch ထဲကိုဝင်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာရင် install လုပ်ရပါပြီဗျOkay နောက်ဆုံးအနေနဲ့ကျွန်တော်တို့ Minecraft patch ရဲ့ shader တွေကိုဘယ်နှတောင်းရမလဲဆိုတော့ကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ DL ကိုတောင်းထားပေးဖို့လိုပါတယ်ဗျ Play Store မှာလည်းလွယ်ကူတောင်းလို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ DL ထဲကိုဝင်ပေးလိုက်ပါဗျ Okay ကျွန်တော်ကတော့ line မကောင်းလို့ဘာမှမြင်ရပါဘူးဗျ Okay ဒီမှာဆိုရင်ကျွန်တော်တို့ကိုကြိုက်တဲ့ shader တွေကိုတောင်းလို့ရပါတယ်ဗျ Example အနေနဲ့ကျွန်တော် shader တစ်ခုတောင်းပြပါမှာဖြစ်ပါတယ် Okay ကိုတောင်းမဲ့ shader ထဲရောက်ရင်ကျွန်တော်တို့ခဏဆောင်ပေးလိုက်ပါမယ်ဗျပြီးရင်ကျွန်တော်တို့အောက်က download ဆိုရဲအစိမ်းရောင်ခလုတ်လေးနေပေးလိုက်ပါ Okay ဒီလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ download ပြီးတော့ Minecraft ထဲကိုထည့်လို့ရပါပြီဗျOkay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်ရတဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ် So see you on next video